မင်္ဂလာပါမေဒူဝင် channel ကပြန်လဲကြိုဆိုလိုက်ပါတယ်အမဗီဒီယိုကတော့အရန်လှုပ်ချင်နေခဲ့တာပါဒါပေမဲ့မလှုပ်ဖြစ်ဘူးပေါ့နော်မလှုပ်ဖြစ်ဘူးဆိုတာကအခုကအလုပ်ရသွားပါပြီအလုပ်ရသွားပြီဆိုတော့အလုပ်အဲ့ဒါလေးတွေကို share ပေးခြင်းတယ်ဒါပေမဲ့အရန်ပြန်လာတဲ့တအားပင်ပန်းနေပေါ့နော်ဒီနေ့ကျတော့ရုံးမှာထုံးစံတိုင်းအလုပ်လုပ်နေနဲ့YouTube ဖွင့်ထားတယ်ပေါ့နော်ဖွင့်ထားရင်လည်းသူမရဲ့ဗီဒီယိုတစ်ခုကိုတွေ့သွားပြီးတော့သူကဒီညနေပိုင်းနေတချို့ဗီဒီယိုလေးလုပ်ထားတွေ့တော့နဲ့ idea ရသွားအော်လို့သူ့လူလေးကိုလည်းလုပ်ကြည့်မှာပေါ့နော်သူ့လောက်ကောင်းမကောင်းတော့မပြောတတ်ဘူးဘာဖြစ်လို့လဲဆိုတော့တနေ့ကုန်လုပ်ပြီးသွားပြီးတော့ဒီနေ့က Friday ဆိုတော့ကြတော့မျက်နှာတော့အရန်ပင်ပန်းနဲ့ရုပ်ပေါက်နေမလားမသိဘူးဒါပေမဲ့လည်းshare ပေးချင်တာလေးရှိလို့ဒီဗီဒီယိုလေးကိုလုပ်လိုက်ပါတယ်ဒီဗီဒီယိုလေးကတခုခုရသွားမယ်လို့တော့ထင်ပါတယ်အဲ့တော့ဘာကြောင့်ပြောချင်တာလဲဆိုတော့ဒီ Australia မှာလှုပ်ရှားလေးကိုအမတို့ကဘယ်လိုရှာဆိုတာလေးကိုမှပြောပြ share ပေးချင်ပါတယ်အရင်တော့ကတော့စလာတော့ကတော့အရင်ဗီဒီယိုမှာလည်း share ပါရပေါ့နော်အလုပ်သူများအလုပ်မလုပ်ဘူးကိုယ့်ဘာကိုလုပ်မယ်ဆိုပြီးတော့တွေးထားခဲ့တာဒါပေမဲ့never တစ်ခုရောက်တဲ့အခါမှာကိုယ့်ဘာကိုstand alone လုပ်ဖို့အတွက်ပေါ့နော်ကိုယ့် business ကိုလုပ်ဖို့အတွက်ကတော်တော်ကြီးခက်ခဲမှန်းသိတော့ကြတော့ကိုယ့်ရဲ့ plan လေးကိုပြန်ပြောင်းလိုက်တယ်ပေါ့နော်ပြန်ပြောင်းလိုက်တယ်ဆိုတော့အမကဲငါအလုပ်ရှာမှာဖြစ်မယ်ပေါ့နော်ဒီမှာဘူးမှလည်းမသိဘဲနဲ့နေရတာအဆင်မပြေဘူးအလုပ်ကတော့ရှာမဖြစ်မယ်ဆိုပြီးတော့အလုပ်ရှာဖြစ်သွားတယ်ပေါ့နော်မစင်ကာပူပြန်သွားတယ်စင်ကာပူကနေဘယ်ချိန်မှပြန်အောင်လဲဆိုဇန်နဝါရီ4ရက်နေ့ကပြန်အောင်တယ်ဇန်နဝါရီ4ရက်နေ့ပြန်အောင်ပြီးတော့အဲ့နေကစအဲ့မတိုင်ခင်တည်းကတော့စပြီးတော့ email တွေပို့တယ်ပေါ့နော်မနေ့ဇူလိုင်လတော့ကြတော့ဗီဇာရတာတော့မှန်တယ်ဘယ်ကိုသွားရမလဲပေါ့နော်အလုပ်ရှိတဲ့နေရာကိုပဲကိုသွားလိုက်ရင်ကောင်းမလားဒါမှမဟုတ်လို့ရှိရင်လဲ sponsor ပေးတဲ့နေမှာပဲနေကောင်းမလားဆိုပြီးတော့ဇဝေဇဝါတွေဖြစ်နေတယ်ဒါပေမဲ့စင်ကာပူပြန်လာတဲ့အခါမှာတော့ငါ့ကို sponsor ပေးတဲ့နေရာမှာပဲငါ3နှစ်တီနေမယ်ပေါ့နော်အဲ့လိုဆုံးဖြတ်ချက်နဲ့ဆိုတော့အဓိကထားရှာတော့ Northern Territory က ID လုပ်တွေပဲစရှာဖြစ်တယ်စရှာဖြစ်တော့ကြတော့အမအလုပ်ရတာက match လမှာစပြီးလုပ်ရတယ်ပေါ့နော်အလုပ်ကဖြစ်ချင်တော့ကြတော့နှစ်ခုတောင်ရပထမတစ်ခုက casual အနေနဲ့စရတယ်ပေါ့နော်လုပ်တာတော့လုပ်နေကြထုံးစံအတိုင်းပဲ ID နဲ့ပတ်သက်တဲ့ဟာတွေလုပ်ကြတယ်အဲ့တော့ casual နဲ့စတယ်အဲ့ဒါလည်း IT support သဘောမျိုးပေါ့နော်MSP company တခုမှစတယ်ဒါပေမဲ့ကံကောင်းချင်တော့ကြတော့နောက်ထပ်အလုပ်တစ်ခုထပ်ရတယ်ပေါ့နော်ပို့ပြီးတော့လည်းposition လည်းကြိုက်တယ်လစာလည်းကြိုက်တဲ့ဟာလေးထပ်ရတယ်ဖြစ်ချင်တော့ကြအလုပ်ကနှစ်ခုရသွားတော့ကြတော့လှမှစပြီးလုပ်ဝင်တယ်ပေါ့နော်အဲ့တော့အလုပ်ချခြင်းကဘယ်လောက်ကြာသွားလဲဆိုတော့2လလောက်တော့ရှိမယ်တင်နော် January February March လဆိုတော့ interview ကတအားကြာတယ် interview ကတကယ်ကတော့ပထမရတဲ့ casual လောက်က January မှာတည်းက interview ဒါပေမဲ့ offer ရတာ March လလယ်လောက်မှရတယ်နောက်တစ်ခုကကြတော့ February မှာ interview ထုံးစံတိုင်း offer ရတာ March လလယ်လောက်မှပဲရတယ်ပြောချင်တာသူတို့ရဲ့ process ကမတို့စင်ကာပူမှာလို့တအားမြန်မနေဘူးပေါ့နော်သူတို့အဆင့်ဆင့်သွားရတယ်ဆိုတော့အနည်းဆုံးတော့2လလောက်တော့ကြာရတယ်ပေါ့နော်အဲ့ဒါလေးတစ်ခုပါလောဆယ်ကတော့အမဘယ်ကစပြောခြင်းလဲဆိုတော့ဒီမှာလုပ်ဖို့အတွက်ဘာတွေလို့လဲပေါ့အဲ့ရတော့စပြောခြင်းပါတယ်အဲ့ဒါကတော့ပို့အရေးကြီးရပေါ့နော်ဒီတချို့တွေဆိုလို့ရှိရင်အလုပ်သမားကိုလည်းသဘောကျတယ်ဒါပေမဲ့ visa လျှောက်ပေးရတဲ့ process ကတအားရှုပ်တော့ကြတော့တောင်းတာဆိုမလုပ်ပေးကြဘူးပေါ့နော်အဲ့တော့ visa ကတော့အရန်ရေးကြီးပါတယ်visa ဘယ်လိုရခဲ့ရဆိုတာတော့ Australia ကိုဘယ်လိုလာရဲဆိုတဲ့အကြောင်းအမတင်ထားရတယ်ပေါ့နော်အဲ့ဒါကိုမကြည့်ရသေးရဆိုလို့ရှိရင်တော့တွားကြည့်လိုက်ပါဒီမှာတော့ပြန်ပြီးတော့မပြောတော့ဘူးပေါ့နော်အဓိကတော့ visa အရေးကြီးရယ်အလုပ်သူတို့ကိုယ်တိုင်လည်း sponsor visa ရှိရယ်ဒါပေမဲ့အလုပ်ရှုပ်တယ်ကြာတယ်တခါလေဆိုတစ်နှစ်လောက်ကြာတယ်အဲ့ visa grant ဖြစ်ဖို့ကအဲ့တော့ကြာတော့တော်တော်များများအလုပ်ရှင်တွေကvisa ရှိပြီးသားဥပမာ graduate visa ပေါ့သူတို့ရှိမှကျောင်းတက်ပြီးတော့အလုပ်လုပ်ခွင့်3နှစ်ရတဲ့လူမျိုးတို့နောက်တစ်ခါအမတို့လိုပေါ့နော်491ရပြီးသားလူမျိုးတွေဆိုရင်သူတို့ကပိုကြိုက်ကြတယ်လက်ရှိအမအလုပ်မှာဆိုလို့ရှိရင်လည်း sponsor visa ပေးထားတဲ့လူရန်ရှားတယ်များသောအားဖြင့် graduate local ဖြစ်မဖြစ်လို့ရှိရင်ပြီးရမဟုတ်လို့ရှိရင်အမတို့လိုမျိုးvisa ရပြီးသားလူတွေပဲသူတို့ကခေါ်တာများရပေါ့နော်ပထမတစ်ခုကတော့ visa ကတော့အရန်ရေးကြီးပါတယ်အခုကတော့ဗမာရှာလဲပေါ့ပုံမှန်အဖြစ်ကတော့အမတို့ကဒီမှာလဲ popular ဖြစ်တဲ့ website တွေရှိရပထမတစ်ခုကတော့ Seek ပေါ့နော် SEEK Seek ကတော့နာမည်ကြီးတဲ့ထဲမှာပါတယ်နောက်တစ်ခုကတော့ Indie ကတော့အမသုံးကြည့်တာတော့တော်ယုံတန်ယုံ
အလုပ်လောက်တော့ရှိတယ်ဒါပေမဲ့စီကိုများသွားဖြစ်တုံးကြတယ်နောက်တစ်ခုကကြတော့ LinkedIn ပေါ့နော် LinkedIn ကတော့မတို့ professional အကုန်လုံးရှိထားတဲ့အရာလို့တော့ထင်တယ်LinkedIn ကအလုပ်တွေ advertise လုပ်ကြရတယ်ပေါ့နော်အဲ့3ခုကအလုပ်တွေခေါ်ကြတယ်အဲ့3ခုကိုကြည့်လို့ရှင်အဆင်ပြေမယ်လို့ထင်တယ်အမကတော့ရတဲ့အလုပ်2ခုလုံးကစီကရသွားတဲ့ဟာတွေပါနောက်တစ်ခုကတော့ resume နဲ့ cover letter ပါအမတို့ဒီ Singapore နဲ့ကွာတဲ့တစ်ချက်ကကြတော့လေ page 2ခုလောက်ပဲကြိုက်ကြရတယ်ပေါ့နော်ဒါကလည်းဟို industry နဲ့တော့ကွာလိမ့်မယ်နော်နောက်တစ်ခါလူတွေရဲ့ experience နဲ့လည်းကွာလိမ့်မယ်အမကတော့အမအမြင်အရအမရဲ့ research အရာပုံမှန်အဖြစ်ဆိုလို့ရှင်သူတို့ page 2ခုလောက်ပါတာကိုကြိုက်တယ်လို့သိထားတယ်နောက်ပြီးတော့ကြတော့အမတို့ကြတော့ PR လည်းမဟုတ်ဘူး local လည်းမဟုတ်ဘူးဆိုရင်တချို့နားမလည်လူတွေရှိရယ်ကွာသိလား 491 visa ဆိုဘာမှတော့မသိရလူတွေရှိအဲ့တော့ကြတော့အမရဲ့ CV မှာအမကမရဲ့ profile summary ရှိရယ်ပေါ့နော်အဲ့မှာငါဘာ visa မျိုးသားကိုကင်ထားတယ်နေ့ဘက်ကဘာမှလုပ်ပေးစရာမလိုဘူးဘယ်လို benefit တွေရှိရဒါမျိုးအချင်းချင်းလေးပေါ့နော်တစ်ချောင်းနှစ်ချောင်းလောက်အဲ့ဒါလေးရေးထားလိုက်တယ်သိသွားအောင်ပေါ့နော်နောက်ပြီးတော့အမ consultant သဘောမျိုးပေါ့နော်လှုပ်ရှားပေးတဲ့ consultant အနေနဲ့တွေ့ကြည့်တဲ့အခါမှာသူတို့က ID နဲ့ပတ်သက်တယ်ဆိုလို့ရှိရင် job title မှာ ID ဘာမှနားလဲကြတာရှိရယ်ရင်တော့ကိုတွေကစင်ကာပူမှာလုပ်ခဲ့ရဆိုတာသူတို့ foreigner ကိုခန့်တယ်ဆိုဘာပြော company တွေက establish ဖြစ်ပြီးသားပေါ့နော်သူကသူ department တွေအများကြီးရှိရယ် HR တို့ finance တို့အမျိုးမျိုးပေါ့နော်ဒီမှာကျတော့ကိုက visa ရပြီးသားဆိုတော့ကိုကို sponsor ပေးမယ်ဆိုလို့ရှိရင်တော့တချို့အလုပ်တွေဆိုရင်တထည့်ကိုယ်ပဲရှိရမျိုးရှိရပေါ့နော်အမဒီဇူလိုင်မှာတော့ကမပြောပြဘူးထင်တယ်နော်ဇူလိုင်မှာမှအလုပ်ရှာတော့ကြတော့ Australia Inner State က job offer တစ်ခုရတယ်ပေါ့နော်အဲ့ဟာဆိုလို့ရှိရင်တထည့်ကိုယ်နောက်တစ်ယောက်က3ယောက်တည်းရှိတယ်အဲ့လိုမျိုးတွေရှိတဲ့ company တွေရှိရအဲ့တော့ကြတော့ job title မှာသူတို့နားလဲလွယ်တဲ့ဟာမျိုးကိုထည့်တင်တယ်နောက်တစ်ခါJD ပေါ့နော် job description မှာဆိုလို့ရှိရင်လည်းလူသုံးများတဲ့ keyword တွေကိုသုံးသင့်တယ်လူနားလဲလွယ်တဲ့ keyword တွေကိုသုံးသင့်တယ်ပေါ့နော်အမတို့အရင်စင်ကာပူမှာလိုမျိုးဒီ HR တွေကဥပမာ ID ဆိုရင် ID တဲ့ trainer မျိုးမရှိဘူးကွာသူတို့အတွက် ID ဆိုလို့ရှိရင်အသစ်ဖြစ်နေတယ်အဲ့တော့တချို့အရန်လူသုံးတဲ့ဟာမျိုးကိုသုံးတာမျိုးရှောင်သင့်တယ်လူသိများတဲ့ဟာမျိုးတို့နောက်တစ်ခါခုနကလိုမျိုး visa အကြောင်းရှင်းပြရလေးတော့ပါသင့်တယ်လို့ထင်တယ်နောက်တစ်ခုက cover letter ကတော့တချို့တွေလည်းရေးကြတယ်တချို့တွေလည်းမရေးကြဘူးအမကတော့ဒီရေးတာကကိုယ့်အတွက် chance ပိုများတဲ့အတွက်ကြောင့်ရေးရအောင် recommend လုပ်တယ်ပေါ့နော်။အမဒီနေရာမှာတော့စင်ကာပူမှာအလုပ်လုပ်ခဲ့တဲ့သူဆိုစင်ကာပူပဲ reference ယူပြီးတော့ပြောလေးရှိရပေါ့နော်။နောက်တစ်ခုကစင်ကာပူနဲ့ဘာကွာလဲဆိုစင်ကာပူမှာဆိုရင်ကြတော့အမတို့အရင်လစာတွေထည့်ရတယ်လေ။စင်ကာပူမှာကြတော့အရင်လုပ်တည်ရဲ့လစာတွေကိုထည့်ရတယ်။ဒီမှာအဲ့ဒါတွေမတောင်းဘူး။နောက်တစ်ခါဓာတ်ပုံလည်းထည့်စရာမလိုဘူး။ single လား married လားဒါမျိုးတွေလည်းပြောစရာမလိုဘူး။ personal information တွေ details တွေပေးစရာမလိုဘူးပေါ့နော်။နာမည်တို့ဖုန်းနာမည်တို့နောက်နေရာလိပ်စာဒီလောက်ပဲလိုတယ်။အဲ့တော့အဲ့ဒါတွေမပါဘဲနဲ့အဓိကတော့ကိုယ့်ရဲ့အရင်တော့လုပ်ခဲ့တဲ့ဟာတွေနောက်က scale တွေ experience certificate တွေနောက် reference ကဒီမှာအရန်တောင်းနေတော့အမတို့စင်မှာဆို reference မလိုဘူးလေအမရတဲ့အလုပ်ဆိုလို့ရှင် reference ကိုအကြီးကျယ်တောင်းတာနော်အမအရင်တော့ volunteer တခုလုပ်သေးတယ်အဲ့ volunteer မှာသူတို့က reference letter တောင်းနေတော့အဲ့ volunteer ကတော့နည်းနည်းခက်ခဲပဲသူတို့ Australian ဒီ reference ကိုပဲလက်ခံတယ်စင်ကာပူလက်မခံဘူးကိုကလည်း Australia တယောက်မှမသိဘူးလေကိုလာတဲ့အချိန်မှာဘယ်သူမှရှိမနေရောကြအမတို့နည်းနည်းလေးရောခက်ခဲဖြစ်သွားတယ်ဒါပေမဲ့လက်ရှိလုပ်နေတဲ့လုပ်ကတော့စင်ကာပူကိုလက်ခံတယ်ပေါ့နော်သူတို့ email တွေလည်းတကယ်ပို့တယ်နောက်တော့အမကြားဘူးတဲ့ဟာဆိုလို့ရှင်ဖုန်း Australia ဖုန်းနံပါတ်ဆိုရင်ဖုန်းတွေပါခေါ်တယ်လို့ပြောတယ် reference details ပေးရတယ်ပေါ့နော်အဓိကတော့နာမည်ရယ် position ရယ်ဖုန်းနံပါတ်က email address ကပေါ့နော်နောက်ကတကယ်လဲခေါ်ပါတယ်အဲ့တော့ကြတော့အကယ်၍ကိုကဝေးကနေလှမ်းပြီးလှုပ်ရှောက်နေတာဆိုလို့ရှင်ကိုယ့် reference တွေပြောထားပေါ့နော်ငါတော့ဒီလှုပ်ရှောက်နေရဲ့အကယ်ဖုန်းလာခဲ့လို့ရှင်ကြည့်ကောင်းပြောပေးပါဒါမှမဟုတ်လည်း email ရတယ်ဆိုလို့ရှင်ကြည့်ကောင်းဖြည့်ပေးပါပေါ့အမတော့က reference နှစ်ခုတောင်းတယ်အဲ့နှစ်ခုလုံးကိုသူတို့ email တွေပို့တယ်နောက်ပြီးတော့ details တွေမေးရပေါ့နော်ဘယ်လိုသိရလဲတို့သူနဲ့လှုပ်လို့အဆင်ပြေရလားလို့တော်တော်ဟိုချက်ချာတွေမေးရပေါ့နော်reference ကတော့အမတို့စင်ကာပူနဲ့မတူတဲ့ဟာပေါ့ဒီမှာ reference ကိုအရန်လေးထားပါတယ်အဲ့တော့အလုပ်ရှာနေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်တော့ဒီ networking ကတော့ရန်ရေးကြည့်ရပေါ့နော်တချို့လုပ်တွေဆိုလို့ရှိရင် advertise တောင်မလုပ်တော့ဘဲနဲ့ကိုချင်းပဲနေ့မှသိရလူရှိ
လား recommend ပေးရလူရှိလားဆိုပြီးတော့အလုပ်လျှောက်တာမျိုးတွေရှိရပေါ့နော်အဲ့တော့ networking ကရေးကြီးဒါမဲ့လည်း networking မရှိဘူးဆိုလို့ရှိရင်လည်းကိုယ့်ဘာကိုစူးစမ်းပြီးတော့ရှာပေါ့နော်အမဆိုလည်းဒီနိုင်ငံမှာဘယ်သူမှသိရမှာမဟုတ်ဘူးကိုယ့်ဘာကိုပဲစီကနေ apply လုပ်ပြီးတော့ရှာရပေါ့နော်ရှာတဲ့နေရာမှာလည်းထုံးစံတိုင်းအလုပ်ကတော့အများကြီးတွေ apply လုပ်ကြရတယ်ပေါ့နော်အများကြီးတွေ apply လုပ်တယ်တခါလေလဲစိတ်တက်ကြမျိုးရှိရဲဒါမဲ့လည်းစိတ်ထဲမှာမှတ်ထားရတော့reject ဘလောက်ပဲရငါ့ကိုyes လုပ်မဲ့ company တစ်ခုပဲလိုတယ်ဆိုပြီးတော့စူးစမ်းပြီးတော့ရှောက်တယ်ပေါ့နော်ဒီအောင်မှသိရလေးပေါ့နော်ဒါလည်းအမရဲ့ own experience ပဲပေါ့နော်ချုပ်လူတွေအတွက်တော့တူချင်မှတူလိမ့်မယ်အမတို့ဆိုလို့ရှိရင်အမ ID ဆိုပေမဲ့ကွာတခါတလေမှာတခြားID အရန်ကျယ်ပြန်တယ်လေနော်စင်ကာပူမှာဆိုလို့ရှိရင်ကြတော့ specialist ဆိုပြီးတွားလို့ရတယ်ဒီမှာကြတော့တိတ်ပြီးတော့ specialist သဘောမျိုးတွားလို့မရတော့ကြတော့အရန် general ဆန်တဲ့ CV တွေပြင်ရမျိုးရှိရယ်နောက်တစ်ခုကကြတော့အကယ်၍အဝေးကလမ်းလျှောက်နေတဲ့လူဆိုလို့ရှိရင်အမအကြံဉာဏ်ပေးချင်တာပေါ့နော်မြို့ကြီးတွေပေါ့နော်ဥပမာ Sydney တို့ Melbourne တို့Perth တို့အဲ့ဒါမျိုးကိုလျှောက်တာလဲကောင်းတယ်ဒါပေမဲ့ကိုက region မှာနေလို့အဆင်ပြေရဆိုလို့ရှိရင် region တွေကို try တင်တယ် region တွေကြတော့တုံတန်သူတို့ Australia နေရာတိတ်မလာခြင်းဘူးကွာအဲ့တော့ကြတော့ကိုယ့်အတွက် chance ပိုများတယ်နောက်တစ်ခုကအမမြင်တာတော့ပေါ့နော်လာစားလဲပိုကောင်းတယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့လူတွေကမလာခြင်းတော့ကြတော့အလုပ်ရှင်တွေကလာစားတွေတိုးပြီးတော့ပေးတယ်ဒီထဲမှာအဝေးကလမ်းလျှောက်နေတဲ့သူရှိရပေါ့အဝေးကလမ်းလျှောက်နေတဲ့သူဆိုတော့ဥပမာကိုက visa ရှိမနေဘူးကွာ visa ရှိမနေကိုယ့်ရဲ့ချိုးရင်းချက်က visa လိုတာဖြစ်သွားတယ်ပေါ့အဲ့တော့ visa အဲ့လိုမျိုးချိုးရင်းချက်ရှိတဲ့လူဆိုလို့ရှိရင်မြို့ကြီးတွေကိုလျှောက်တာတဲ့ဆိုင်ရင် regional area မျိုးလျှောက်တာမျိုးဖြစ်တဲ့ regional area တွေမှာဆိုလို့ရှိရင်လည်းပို့ပြီးတော့ opportunity ရှိရလို့တော့မြင်တယ်ပေါ့နော်ဒါကတော့အမလှုပ်ရှားနေစဉ်တုန်းကသတိထားမိတာလေးပေါ့နော်လာစားပိုကောင်းတယ်နောက်တစ်ခါကျတော့ region ဆိုလို့ရှိရင်တိတ်လျှောက်တဲ့သူနဲ့တော့ကြတော့ကိုယ့်ရဲ့ chance ပိုများတယ်နောက်တစ်ခါတော့ interview ပေါ့နော်ခုနပြောခဲ့တဲ့လိုမျိုးမတို့ visa လိုတယ်နောက်ပြီးတော့ job website ပြောခဲ့တယ်နောက် CV ဘယ်လိုပြင်လဲပေါ့နော်နောက်က interview ပေါ့ my experience ကတော့ interview က region တွေဆိုလို့ရှိရင်သူက ID သမားတိတ်မရှိရတဲ့ကြောင့် ID details တွေမမေးဘူးမြို့ကြီးကအလုပ်တွေကိုလျှောက်တယ်ဆိုရင်အသေးမေးတာအမသွားဖို့တော့အစီအစဉ်မရှိဘူးဒါပေမဲ့interview experience ကိုလိုချင်လို့ဆိုပြီးတော့ရှောက်တဲ့အခါမှာရှင်ကြည့်တဲ့အခါမှာဒီ area လူတွေကပို့ပြီးတော့ gain ဖြစ်တယ်နောက်တစ်ခါ friendly ဖြစ်တယ်ပေါ့နော်အဲ့ဒါတစ်ချက်နောက်တစ်ခုကတော့ English စာပေါ့နော်သူတို့ရဲ့စကားပြောပုံကိုမိဖို့တို့နောက်တစ်ခါသူတို့လေယူလေသိန်းကိုမိဖို့ကတော့မနှဲကိုကျင့်ရတယ်ပေါ့နော်သူတို့စကားပြောတာတစ်ခါလေတအားကိုလုံးတဲ့အထဲမှာပါတယ်အခုလက်ထိလည်းခက်ခဲတွေကတော့ရှိသေးရပေါ့ဒါမဲ့လည်း interview ဆိုတော့ကြတော့ကိုအကောင်းဆုံးဖြစ်အောင်လုပ်ရမယ်ဆိုတော့အမရဲ့အကြံပေးတာကတော့interview မတိုင်ခင်မှာအဲ့ Australian တွေပြောတဲ့ YouTube တွေရှိရလေ YouTube video တွေကိုကြည့်ပြီးတော့ကြတော့သူတို့ရဲ့ဒီလေယူလေသိန်းကိုရအောင် cash လုပ်တင်တယ်ပေါ့ interview မှာတချို့ဟာတွေဆို prepare လုပ်သွားလို့ရတယ်ကွာဥပမာဆိုလို့ရှိရင် about myself တို့နောက်က profile summary ဒါတွေဆိုလို့ရှိရင်ကြိုပြီးပြင်သွားလို့ရတယ်နောက်ပြီးတော့တချို့ဟာတွေဆို experience တွေမေးတယ် experience မှာဘယ်မှာဘာတွေလုပ်ခဲ့ပေါ့ဒါတွေဆိုရင်တော့ကြိုပြင်လို့ရတယ်ပေါ့နော်တချို့ကြိုပြင်လို့မရတဲ့ဟာတွေလည်းရှိတယ်အဲ့တော့ကြတော့ interview ကတော့အဓိကတော့ English စာပေါ့နော်သူတို့လေယူလေသိန်းကိုရအောင် practice လုပ်နောက်တစ်ခုကတော့ကြိုပြီးတော့ပြင်ဆင်တာပေါ့နော်ကြိုပြင်ဆင်တာကတော့အကောင်းဆုံးပေါ့ဒီ interview တောင်ရနေပြီဆိုတော့ဒါပြောကိုက next step ကိုရောက်သွားပြီပေါ့နော် interview ပြီးရင် final offer ပဲကြံတော့တာဆိုတော့ကိုယ့်ရဲ့ကြိုးစားထားတဲ့effort လေး waste မဖြစ်အောင်เนาะinterview ဆိုရင်တော့မအောင်တေချာလေးပြင်နေပေါ့နော်အဲ့ဒါပါပဲအမားကတော့ own experience အရာကတော့ဒီ regional တွေကတော့ပို့ပြီးလူတွေခေါ်တယ်ကိုယ်တိုင်လည်းလျှောက်တဲ့အခါမှာမိနစ်ကဇူလိုင်17လျှောက်ခြင်းမှာတော့ဒီ state ကတော့မဟုတ်ပဲတခြား state မှာ2ပတ်အတွင်းလုပ်ရတယ်ပေါ့နော်နောက်ပြီးတော့ပြန်လာတဲ့အခါမှာလည်း3လအတွင်းလုပ်ရပေါ့ပြောချင်တာက demand တွေကရှိနေရပေါ့နော်အဲ့တော့ try နေတဲ့လူတွေရှိလို့ရှင်လဲအားမပြတ်ဖို့အတွက်ပြပေးတာပါဒီနေ့ကဒီလောက်ပါပဲနောက်ပိုင်းမှာလက်ရှိအမလုံးနေရတော့2လပြည့်သွားပြီပေါ့နော်ဘလို့ခက်ခဲရှိရဲဘလို့ရည်စရာဖြစ်တယ်ဆိုတာကိုထပ်ပြီးတော့လည်း share ပေးသွားပါဦးမယ်သိကျင်တယ်ဆိုလို့ရှင်လဲ comment မှာရေးခဲ့ပါဘာတွေသိကျင်လဲဆိုတာကိုစူးစမ်းပြီးတော့ဖြေပေးပါမယ်အဆုံးထိကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ် happy friday ပါ bye guys